Hello ဒီတစ်ခါတော့ from series ပရိသတ်တွေလည်းပြန်ရောက်ပါပြီ။ရှေ့မှာတော့ပိုဒီ series နဲ့ပတ်သက်ပြီးတော့ theory လေးတွေကိုအပိုင်း1နဲ့2နဲ့လုပ်ပြီးတော့ပြောပြပေးထားရပေါ့နော်။အခုကအပိုင်း3 request လုပ်နေတဲ့သူတွေအတွက် video လေးလုပ်ပေးလိုက်ပါပြီ။အရှိပုတ်တွေတော့ကဒီမျိုးကြီးဘယ်လိုဖြစ်လာတယ်ဘယ်လိုတွေလဲပတ်နေတယ်ဘယ်လို timeline တွေရှိတယ်ပြီးတော့ကြောင့်ဒီ theory တွေပေါ့နော်time loop theory တွေ both theory တွေ number theory တွေဒီမျိုးတွေကနေဘယ်လိုမျိုးထွက်ဖို့ဖြစ်နိုင်မလဲဆိုတာတွေပို့အတွေးလေးတွေနဲ့ပြောပြပေးထားတယ်ပို့ကဒီလိုမျိုးရှုပ်ထွေးတဲ့ဇာတ်လမ်းမျိုးတွေဆိုလို့ရှိရင်အရင်ကြိုက်တယ်ပြီးတော့လို့ရှိရင်ဒီတဲကအချက်လက်တွေကိုဒီ map ပါချဆွဲပြီးတော့အဲ့လိုမျိုး notes ထုတ်ပြီးတော့ license လာတာကြိုက်တဲ့သူမျိုးပေါ့နော်အဲ့ဒါကြတော့ဒါပို့ရဲ့အတွေးမြင်လေးတွေကိုပြပြထားဖြစ်တယ်ဒါဇာတ်လမ်းကတော့အကုန်မထွက်သေးဘူးဆိုတော့အတိအကျပြောဖို့တော့ခက်တယ်ပေါ့နော်တချို့ဟာတွေကတော့နောက်ပိုင်းမှာ information တစ်တွေရမှာပြောင်းလဲလည်းဖြစ်သွားနိုင်တာတွေရှိအားကြောင့်မို့လို့နောက် season တွေထွက်တာကိုတော့စောင့်ကြည့်အောင်ပါပေါ့နော်အခု season 4 က trailer ထွက်လာပြီဒီ April 19ရက်နေ့မှာကြည့်ရတော့မယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးမကြည့်ခင်ပို့လဲတစ်ခေါက်ပြန်ပြီးတော့အစားဆုံးကြည့်ရင်လည်းဒီဗီဒီယိုပိုင်း3လေးကိုဆက်ပြီးတော့လုပ်ပေးလိုက်တာဖြစ်ပါတယ် season 4 မကြည့်ခင်မှာကြည်ထားတဲ့ဆိုပြီးတော့တရားဝင်ထုတ်ပြန်ပေးထားတဲ့ list လဲ episode list လဲရှိတယ်ပေါ့နော်အဲ့အကြောင်းလေးတွေနဲ့ဒီ season 4 trailer လေးနည်းနည်းပပကိုနောက်မှဗီဒီယိုလေးတစ်ပုတ်သက်ထပ်ပြီးတော့လုပ်ပေးဦးမယ်နော်အခုဒီဗီဒီယိုမှာဘာတွေသိရမလဲဆိုတော့ဒီမျိုးကြီးမှာရှိတဲ့လူကောင်းတွေလူဆိုးတွေပေါ့နော်ဘသူတွေကဘယ်လိုတွေဒုက္ခပေးနေတယ်ဘသူတွေကတော့အကောင်းဘက်ကဆိုတဲ့ဟာမျိုးလေးတွေစူးစီးပြီးတော့ပြောပြပေးမယ်ရှေ့ရဗီဒီယိုတွေမှာပြောထားပြီးသားတွေလည်း reference တွေလုံးမှာမို့လို့ရှေ့ရဟာတွေမကြည့်ရသေးလို့ရှင်လည်းတော့ကြည့်ထားကြအောင်နော်အဲ့တော့ဒီမျိုးကိုရောက်လာပြီဆိုလို့ရှိရင်ပထမဆုံးတွေ့ရမှာတော့ဒီညဘက်မှာထွက်လာနေတဲ့ monster တွေပေါ့နော်သူတို့ကတော့ရှင်းတယ်မကောင်းတဲ့ဘက်ကညဘက်ဆိုထွက်လာမယ်သူတို့တွေ့ရတဲ့သူတွေကိုတတ်ပြစ်မယ်နောက်ပိုင်းမှာကျတော့ဒီမျိုးကြီးတဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့အချိန်မှာသူတို့ကတတ်တာတဲ့နှိမ့်ဆက်တဲ့ဘက်ကိုပို့ပြီးတော့ရောက်လာတယ်ပေါ့ပြီးတော့ဒီ void ကိုဆိုလို့ရှိရင်လည်း mentally abuse လုပ်တာပေါ့နော် trauma ဝင်အောင်လို့ TNChan ကိစ္စတို့ random ကိစ္စတို့ဆိုလို့ရှိရင်တိတာတာပေါ့နော်အဲ့တော့သူတို့တွေလည်းပုံစံတွေပြောင်းလာနေရတော့မြင်ရတယ်ဒါပေမဲ့သူတို့ကနေလေဘက်ဆိုလို့ရှိရင်ဒီမြေအောက်ကူထဲမှာပဲအိတ်နေကြပြီးတော့ညဘက်ကျမှထွက်လာကြတာပေါ့နော်အဲ့တော့သူတို့နဲ့ပတ်သက်ပြီးတော့ origin ကိုတော့ပို့အရှိကဒီမျိုးကြီးစဖြစ်လာတဲ့အကြောင်းမှာပြောပြီးသွားပြီပေါ့နော်သူတို့ကဒီခလေးတွေကိုစတေးခဲ့တယ်မိဘတွေဖြစ်တယ်ဒါပေမဲ့ခလေးတွေက9ယောက်ပဲဆိုတော့ဒီ monster တွေက14ယောက်ထပ်ပိုတယ်လို့တော့မြင်တယ်ပေါ့နော်အဲ့တော့ကြတော့ဒါပို့အရှိရဗီဒီယိုမှာလည်းဆွေးနွေးပြီးသွားတယ်ပေါ့နော်ဒီ monster တွေကဒီ whole original monster တွေကြီးပဲဒီတန်လားနောက်ထပ်ဖြစ်လာတဲ့ monster တွေရောရှိအောင်မလားဆိုတော့နောက်ပိုင်းမှာစောင့်ကြည့်ရမှာပေါ့နော်ပြီးတော့သူတို့ကဒီခလေးတွေကိုစတေးလိုက်တဲ့အချိန်မှာဒီမျိုးယူထိန်းချုပ်ထားတယ်လို့ယူဆလို့ရတယ် evil entity စီကနေပြီးတော့ immortality ရလိုက်တယ်အားကြောင့်မလို့သူတို့ကဘယ်လိုလုံးမသေးနိုင်ဘူးနောက်ဆုံးဒီ boy ကသူ့ရဲ့ကိုရဲကဒီအကောင်တွေကိုဆက်ဖြည်းဖြည်း monster ကိုရဲကိုထည့်ပြီးတော့တပ်ပစ်လိုက်တာတော့မှအဲ့ monster ကဒီ Fatima ကိုရဲမှာပြန်ပြီးတော့ခလေးအနေနဲ့ဖြစ်ပြီးတော့ပြန်တော့အသက်ရှင်လာတယ်ပေါ့နော်အဲ့တော့သူတို့ကဘယ်လိုသက်မသိဘူးဆိုတော့ထင်ရှားနေတယ်ပြီးတော့ဒီနေရာမှာအဲ့ဆက်ဖြည်းဖြည်း monster ပြန်ပြီးတော့အသက်ရှင်လာတဲ့အခါမှာပိုတစ်ခုတတိထားမိတာကသူ့ဖာတမဘိုက်တွေကထုတ်လိုက်တဲ့အချိန်မှာတော့ဒီကြောင်နေကလေးမွေးတယ်လို့မျိုးအိတ်ကလေးနဲ့လာတာပေါ့နော်အဲ့အိတ်နဲ့ကိုဒီဂျပန်တရဲမချီပြီးတော့မြောင်းလှိုင်ကူတွေကိုခေါ်ရတယ်အဲ့မှာမှသူတို့လူတွေရှေ့မှာတော့တဖြည်းဖြည်းနဲ့အကောင်ကြီးကြီးလာတာပေါ့နော်အဲ့ဆင်းကိုသူ့ရဲ့ဒီ monster ရဲ့jaw ကနေပြီးတော့မြင်ရတဲ့ဆင်းမှာဆိုလို့ရှိရင်မြင်ရတဲ့ပုံစံကြီးကဒီ cave drawing တွေက entity ရဲ့ပုံစံနဲ့တောင်တူတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့ကြတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာဆက်ရှိနေလဲဆိုတာနောက်ပိုင်းမှာသိရမလားတော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ तू ကရိုးရိုးတာမန် monster တွေကတယောက်ပဲလားဒါမှမဟုတ် तू မှာတခြား role တစ်ခုခုရှိနေလားဆိုတာကိုနောက်ပိုင်းမှာအဖြေထွက်လာမှာပေါ့နော်ပြီးတော့ကြတော့ဒီ monster တွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ထာပီတာဂူထဲကိုရောက်သွားတဲ့အချိန်မှာတွေ့ခဲ့ရတယ် cage လိုမျိုးနေရာတစ်ခုထဲမှာဒီဒုတ်ချောင်းနေနဲ့စိုက်ထားတဲ့နေရာပေါ့နော်လှိုင်ကူအတွင်းပိုင်းကပိုသေးတဲ့လှိုင်ကူဂူလေးပေါ့နော်အဲ့ထဲမှာတွေ့ရတယ်မူကွဲ monster တွေလည်းတွေ့ရတယ်ပေါ့နော်စပင်းကြီးတွေကဒီ Ankui kids တွေလိုမျိုးစပင်းတွေဖြစ်နေတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့သူတို့တွေရောဘာတွေလဲဆိုတာတော့မသိရသေးဘူးသူတို့နဲ့ပတ်သက်ပြီးတော့ theory လည်းပို့ရှင်းရ theory video မှာပြောပြပေးထားရပေါ့နော်နောက်ပြီးတော့သူတို့က void door ထဲမှာတွေ့ခဲ့တဲ့အဆောင်ကြောက်တုံးတွေပေါ့နော်အဲ့ဒါတွေအိမ်မှာချိတ်ထားလို့ရှိရင်အိမ်နဲ့ကိုဝင်လို့မရဘူးဒါပေမဲ့တော့ချိတ်ထားမှကျန်းမြင့်မော်ကြနေလည်းမရဘူးသူတို့ရှေ့ကိုလို့တော့ပြလို့လည်းမရဘူးပေါ့နော်အဲ့ဒီဟာတွေကရောသူတို့နဲ့ဘယ်လိုဆက်ရှိနေလဲဘယ်သူကလုပ်ခဲ့တာလဲဘာတွေလဲဆိုတာလည်းနောက်ပိုင်းဒီမှာစောင့်ကြည့်ရအောင်မယ်မ
ကောင်းဆုံးဝါရီတဲ့ကနောက်တစ်ယောက်ကတော့ဒီကီမိုနိုဝတ်ထားတဲ့ဂျပန်တရေမလို့ပို့ခေါ်တဲ့ monster ပေါ့နော်သူကကြတော့အစတုန်းက LG ကိုကူညီတောင်းတယ်နောက်တော့ကြတော့ဒီမျိုးကနေပြီးတော့သူတို့ထွက်ပြေးချင်လို့ရှိရင်သူပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့ LG ကိုခိုင်းခဲ့တယ်ဒါပေမဲ့နောက်ဆုံးကြတော့ SPP monster ပြန်အသက်ရှင်လာဖို့အတွက်သူကကူညီပေးခဲ့တဲ့သူတယောက်ဖြစ်နေတော့သူကလည်း monster တွေဘက်ကဆိုတော့တီးလိုက်ရတယ်ပေါ့နော်သူနဲ့အဆက်ရှိတာဆိုလို့ရှိရင် LG နဲ့ Fatima ပဲရှိရပေါ့နော်သူတို့နှစ်ယောက်ပဲသူ့မြင်ရတယ်ဒါပေမဲ့သူက LG ရဲ့ camera ကိုထိန်းချုပ်ထားတာတွေ့ရတယ် LG ကို boy ကနှိမ့်ဆက်နေတဲ့အချိန်မှာသူ camera ကနေပြီးတော့ဒီ boy ရဲ့ lake house ပုံထွက်လာတယ်ပေါ့နော်အဲ့ပုံမှာလှေမပါတာကိုကြည့်ပြီးတော့ဘူကတော့ဒီမျိုးတွေကနေပြီးတော့ဘယ်လိုမျိုးထွက်ပြေးလို့ရမယ်ဆိုတဲ့ theory တခုတော့ share theory video မှာထုတ်ပေးထားတာရှိတယ်နောက်ထပ်သူတို့ဒုက္ခပေးနေတာတခုကြည့်မယ်ဆိုလို့ရှိရင်တောထဲကမျက်စိပုံကနေတဆင်သွားတယ်မြေရောက်ခန်းနဲ့ music box ကိစ္စပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်အဲ့ဇလန်တစ်ခုတည်းအောင်တော်တော်ရှုပ်ထွေးတယ်boy ကအရင်ဆုံးဒီ Farway Tree ကနေတဆင်အဲ့မြေရောက်ခန်းကိုရောက်သွားတယ်အဲ့မှာသူမာတင်နဲ့တော့တွေ့တယ်မာတင်ဆိုတာဘယ်သူလဲသိချာမသိရဘူးသူ့လက်မှာဒီရေတက်ထက်တူတစ်ခုတော့တွေ့ရတယ်ပေါ့နော်သူက boy မိန်းမကိုလည်းတည်နေတယ်နောက်ပိုင်းဂျူလီရောက်လာတဲ့အချိန်မှာလည်းဂျူလီကိုနာမည်လှမ်းခေါ်လိုက်တယ်ဆိုတော့သူကအဲ့ဒီသူတို့ခစ်ကလူတယောက်ကနောက်ပိုင်းမှာ time travel နဲ့ဒီကိုပြန်ရောက်နေတာမျိုးလားဒါမှမဟုတ်လို့ရှိရင်ဂျူလီလိုပဲstory walker တယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့တွေကိုတည်နေတာလားဆိုတော့အဖြေမထွက်သေးဘူးနောက်ပြီးတော့သူ့ကိုအဲ့မှာနိုင်ငံမှာတန်ငွေတွေနဲ့ဖမ်းထားတဲ့ကိစ္စပေါ့နော်သူနဲ့အတူတူနောက်ထပ်2ယောက်ဖမ်းခံထားတာတွေ့တယ်အဲ့2ယောက်ကတော့တည်နေပြီးတော့အယိုးစုအောင်ဖြစ်နေကြပြီအဲ့တော့သူတို့တွေရောဘယ်သူတွေလဲဘာဖြစ်လို့သူတို့ကဖမ်းခံနေရတာလဲနောက်ပြီးတော့သူ့ကိုယ်တွေကဒီပိုးကောင်တွေ boy ကိုပေးလိုက်တဲ့ချိန်မှာသူတည်သွားခဲ့တယ်အဲ့ဒီပိုးကောင်တွေကို boy ကဒီ SPP monster ကိုပြန်ပေးလိုက်တဲ့ချိန်မှာအဲ့ monster ပါတည်သွားတယ်ဆိုတော့ဒါပထမဆုံးချိန်သူတို့ monster ကိုတတ်နိုင်ခဲ့တာပေါ့နော်ဒီပိုးကောင်တွေနဲ့ဆိုတော့ဒီပိုးကောင်တွေကဘာတွေလဲသူ့ကိုဘာထိန်ချုပ်နေတာလဲဆိုတာလည်းမသိရသေးဘူးပေါ့နော်ဒါရင်မကသေးဘူးဒီနေရာနဲ့ဆက်ဆက်နေတဲ့ music box monster ကလည်းရှိသေးတယ်အဲ့ဒီ music box ကိုတော့ boy ကဒီမြေရောက်ခန်းထဲမှာစပြီးတော့တွေးခဲ့ရတယ်ပေါ့နော်ဒီ music box ကဘာတွေလုပ်နိုင်လဲဆိုတော့စီကာတာတွေကိုထိန်းချုပ်နိုင်တယ်လူတွေရဲ့အိမ်မက်ထဲဝင်ပြီးတော့ဒီပုံမှန် monster တွေတက်ပစ်တယ်လို့မျိုးစုပ်ပြတ်တက်သွားအောင်လုပ်ပြီးတော့တက်ပစ်နိုင်တယ်ပြီးတော့ကြတော့သူရွေးချယ်ထားတဲ့သူတွေကိုလှမ်းပြီးတော့ control လုပ်ပြီးတော့သူတို့ဆိုဒီမြေရောက်ခန်းထဲမှာဖမ်းချုပ်ထားနိုင်တယ်အဲ့လူတွေရဲ့ခန္ဓာကိုယ်ကတော့မျောနေပြီးတော့ကြာထားရင်တော့တည်သွားနိုင်တယ်ဒါပေမဲ့ boy ကကယ်လိုက်တဲ့အတွက်ကြောင့်မို့လို့သူတို့က side effect အနေနဲ့နောက်ပိုင်းမှာအတန်နေဆက်ကြားနေတာစီကာတာတွေကိုမြင်နေရတာပြောရင်ဂျူလီဆိုလို့ရှိရင်အဲ့နေရာကိုအဲ့အပျက်စီးပုံကိုပြန်သွားတာနဲ့အဖြစ်ပြက်တစ်ခုကနေတစ်ခုပြန်သွားနိုင်တဲ့ story walker ဖြစ်သွားတာမျိုးတွေအထိဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့အဲ့ music box တွေကနေပြီးတော့ဘဲလီကချီတဲ့မလေးတယောက်ထွက်လာပြီးတော့ဒီခန္ဓာကိုယ်ထဲမှာပိုးကောင်တွေဝင်နေတဲ့ boy ကိုလိုက်ပြီးတော့ချောင်းလန့်နေရလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ music box monster ကဒီမျိုးကြီးကိုထိန်းချုပ်တဲ့နေရာမှာဘယ်လောက်ထိရေးပါလဲသူကိုယ်တိုင်ကပဲ entity လားဒါမှမဟုတ်ဒီ entity ရဲ့လက်အောက်ကတခြား monster တစ်ခုလားဆိုတာနောက် season တွေမှာစောင့်ကြည့်ရမှာပေါ့နော်နောက်ထပ်မကောင်းဆိုးဝါးတယောက်ကတော့ဒီ season 3ဆုံးကန်ဒီလေးမှာပါလာတဲ့အင်ကြီးဝိုင်အောင်နဲ့လူကြီးပေါ့နော်သူ့ကိုအရှိပိုင်းဟင်းနေမှာတော့မြင်ခဲ့ရဘူးတဲ့ဒီဗီတာအမေရဲ့ပကြီးထဲမှာဆိုလို့ရှိရင်ဒီအဝိုင်အောင်ဝမ်းဆက်တဲ့လူတယောက်ကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့တုန်းကသူ့ပုံစံကြည့်ရတာဒီအခုပေါ်လာတဲ့ဖိုးကြီးနဲ့တဲ့ random နဲ့ပိုတူနေတယ်နောက်ပြီးတော့အဲ့ပုံထဲကလူရဲ့မျက်နှာမှာဒီဒဏ်ရာကြီးတစ်ခုပါးမှာရှိတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်random ကလည်းဒီ monster တွေလက်ချက်နဲ့သူ့ပါမှာဒဏ်ရာကြီးရထားတော့ဒီအမာရွတ်နဲ့ထပ်တူကြနေမလားဆိုပြီးတော့ random ဖြစ်မယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီအဖိုးကြီးကိုမြင်ရတဲ့ချိန်မှာတော့အဲ့လိုမျိုးထန်ရအမရွတ်ကြီးကိုတိတိတသာထင်ထင်ရှားရှားတော့မတွေးလိုက်ရဘူးပေါ့နော်သူကဂျိန်းနဲ့ထပ်ပြီးသားတို့ဒီကလေးတွေအကြောင်းပြန်မှတ်မိသွားတဲ့အချိန်မှာဂျင်းရဲ့အရှိမပေါ်လာပြီးတော့ knowledge comes at a cost ဆိုပြီးတော့ဒီဟာကိုသိလိုက်ရတဲ့အတွက်ပြည့်စံပေးတဲ့ပုံစံမျိုးနဲ့ဂျင်းကိုတတ်သွားတာကိုတွေ့ရတယ်သူတတ်လိုက်တဲ့ပုံစံကလည်းဒီ monster တွေလိုပဲလက်နဲ့တစ်ချက်ကုတ်လိုက်တာနဲ့အသားကြီးကကွဲထွက်သွားပြီးတော့သွေးတွေထွက်လာတာပေါ့နော်အဲ့တော့ကြတော့သူကဒီ monster တွေရဲ့ advanced version မျိုးလားဘာလို့လဲဆိုသူကဒီနေဘက်မှာလည်းမြင်ရတယ်ပေါ့နော်တခြား monster တွေဆိုနေဘက်ထွက်လို့မရဘူးသူကနေဘက်ထွက်တယ်ပြီးတော့သူစကားပြောရဲဆိုတဲ့ပုံတွေကဒီတာမန်လူတယောက်လိုပဲပေါ့နော် monster တွေလိုမျိုး creepy ဖြစ်တဲ့ပုံစံမျိုးလည်းမဟုတ်ဘူးဒီကောင်ကြီးကဆရာကြပုံစံကြီးဆိုတော့သူကရောဘာလဲတကယ်တမ်းမဲ့ဒီ entity ကြီးကသူများဖြစ်နေမလားဆိုပြီးတော့လည်းစဉ်းစားစရာဖြစ်နေတာပေါ့နော်
နောက်ပြီးတော့သတိထားမိတဲ့ pattern တစ်ခုကတော့ဒီ gym တို့ radio tower စောက်တဲ့အချိန်မှာထပ်ပြီးသားလည်းသူတို့အိမ်အောင်မှာကျင်းကြီးတစ်ခုတူးနေခဲ့တယ်ပေါ့နော်အဲ့မှာဒီ tower connection ရသွားတဲ့အချိန်မှာယောက်ျားတန်တန်ထွက်လာပြီးတော့ထပ်ပြီးသားအဲ့ကျင်းကိုမတူးခဲ့သင့်ဘူးဆိုပြောပြီးတော့အဲ့အိမ်ကြီးပြိုကျသွားတယ်အဲ့ကိစ္စမှာထပ်ပြီးသားရော gym ရောတေတော့မလို့ဒီဖြစ်သွားခဲ့တယ်ပေါ့နော်သူတို့မတည်သွားပြီမဲ့တခြားလူတွေတည်သွားခဲ့သေးတယ်အဲ့တော့ဒီဖြစ်ရက်ကအခုဒီဖြစ်တဲ့ knowledge comes at a cost ဆိုတဲ့ပုံစံနဲ့နည်းနည်းလေးစင်နေတယ်ပေါ့နော်သူတို့ဒီကျင်းတူးလိုက်တဲ့ကိစ္စမှာဆိုလို့ရှိရင်လည်းသူတို့မြေရောက် cave ကိုတွေးလိုက်ရတယ် drawing တွေတွေးလိုက်ရတယ်ဆိုတော့ကြတော့အဲ့လိုမျိုးအပြစ်ပေးတဲ့ပုံစံမျိုးနဲ့တူနေတော့ဒီလူကြီးလက်ချက်ပဲလားလို့စဉ်းစားလို့ရတယ်ပေါ့နော်ပြီးတော့ကြတော့ဒီ music box က boy နဲ့ထိုင်ရိုက်ပတ်သက်နေတယ်လို့ပဲဒီလူကြီးကလည်းဂျင်မျိုးနဲ့ပို့ပြီးတော့ပတ်သက်နေတဲ့ပုံစံမျိုးမှာမြင်ရတယ်ပေါ့နော်စားတော့ဆိုင်က juke box ကိုတခုခုက control လုပ်နေတယ်ပေါ့နော်သူကသူတစ်ခါလေးတချင်းထားဖွင့်နေလူတွေကိုလှောင်တဲ့ပုံစံမျိုးတွေတချင်းတွေဖွင့်နေအဲ့ဒါမျိုးတွေတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီထပ်ပြီးသားကျင်းတူးရဲဆိုတဲ့ကိစ္စကလည်းသူတို့ဒီ electricity ပဲရလဲဆိုတော့စုံစမ်းရင်းနဲ့အောက်မှာ wire ကြိုးကြီးအလွတ်ကြီးဖြစ်နေတာဆိုဒီ electricity control လုပ်ထားတာလဲဒီတောင်းကိုcontrol လုပ်ထား monster ကြီးလားဆိုပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော်အဲ့ဟာတွေမကသေးဘူးနောက်ပိုင်းမှာဒီ gym တို့အိမ်ကိုဖုန်းနေလာတာပေါ့နော်သူတို့ဒီမျိုးတွေကိုမရောက်ခင်မှာတည်သွားတဲ့သူတို့ရဲ့သားလေး Thomas ကဆက်နေတယ်ဆိုပုံစံမျိုးနဲ့သူတို့စကားတွေပြောတာပေါ့နော်အဲ့တော့စဉ်းစားမိတာဒီ radio စနစ်တွေ electricity တွေဖုန်းတွေအကုန်လုံးကိုထိန်းချုပ်နေတာဒီအဝိုင်အောင်လူကြီးများဖြစ်နေမလားဆိုတာပေါ့နော်ဒါပေမဲ့သတိထားမိလားမသိ Thomas တစ်ခေါက်ဖုန်းဆက်တဲ့အချိန်မှာဒီထပ်ပြီးသားမျိုးတွေကိုပြန်လာမယ့်နေ့မှာအီတန်နဲ့ပြောတာပေါ့နော်အဲ့မှာအဲ့ကလေးကအီတန်ကိုအမေလူနာတင်ကားနဲ့ပြန်လာနေပြီးငါတို့ကူညီလို့ရဲဆိုပြီးတော့သူပြောလိုက်တယ်လေအဲ့ဒါကြတော့သူတို့ဒုက္ခပေးတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အကူအညီပေးတဲ့ပုံစံမျိုးဖြစ်နေတော့တကယ် Thomas ကပဲအဲ့မှာဝင်ပြီးတော့ပြောလိုက်တာလားဆိုတာစဉ်းစားစရာပေါ့နော်နောက်ပိုင်းမှာလည်းအခုဒီ season 4 trailer မှာဆိုလို့ရှိရင်သူတို့အိမ်ကိုဒီ poltergeist ပုံစံမျိုးပစ္စည်းတွေလွင့်ပြန်ပြီးတော့အဲ့လိုမျိုးတစ်ခုခုအချက်ပြနေတဲ့ပုံစံမျိုးမှာမြင်လိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကူညီနေတာတယောက်ယောက်ရှိလားဆိုတာလည်းစောင့်ကြည့်ရမှာပေါ့နော်အဲ့ချက်လေးကတော့စိတ်ဝင်စားစရာကောင်းနေပြီအဲ့တော့ YOE နဲ့လူကြီးကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်ခုနကပို့ပြောသလိုပဲသူကဒီမျိုးကို control လုပ်နေတယ်အဓိက entity လားဒါမှမဟုတ်လို့ရှိရင်သူ့လက်အောက်က monster တယောက်လားဆိုတာမသိရသေးဘူးပေါ့နော်ဒီ season 4 trailer ထဲမှာတွေ့ရသလောက်တော့သူကသူ့ရဲ့အဝတ်စားတွေကိုချွတ်ထားခဲ့ပြီးတော့သူ့ခန္ဓာကိုယ်ကြီးကအသွင်ပြောင်းနေတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်နောက်ထပ် trailer မှာတွေ့ရတဲ့အခန်းအကြောင်း Jim ကတော့တည်သွားပြီဒါပေမဲ့ဒီ Ethan နဲ့ Jim နဲ့ပြေးဖက်တဲ့အခန်းတစ်ခုတွေ့လိုက်တယ်ပေါ့နော်အဲ့တော့ကြတော့ဒီ monster ကြီးကများသူ့ခန္ဓာကိုယ်အသွင်ပြင်ပြောင်းနိုင်ပြီးတော့ Jim မြောင်ဆောင်မျိုးထဲမှာများလာနေမှာလားလို့စဉ်းစားမိတာပေါ့နော်ဒါပေမဲ့တစ်ခုရှိတာ trailer ထဲမှာပဲအလောင်းတစ်လောင်းသူတို့တည်လာတာနဲ့အတူပါချတာနဲ့တွေ့ထားတယ်ဆိုတော့တကယ်လို့ Jim ရဲ့အလောင်းတွေ့ပြီးသားဆိုလို့ရှိရင်တော့ဒီခန်းကဘယ်လိုမျိုးသွားမလဲမသိဘူးပေါ့နော်အိမ်မက်တို့ hallucination တို့ပုံစံမျိုးသွားမလားတော့မသိဘူးဒါမှမဟုတ်လို့ရှိရင်လည်းဂျင်းကိုအလောင်းတွေ့ရဆိုတာမျိုးမဟုတ်ပဲねပျောက်နေရဆိုပုံစံမျိုးပဲဖြစ်သွားမလားပေါ့နော်အဲ့ဒီချက်လေးတော့တော်တော်စိတ်ဝင်စားနေပြီမကြခင်တော့သိရတော့မှာပေါ့နောက်ထပ် trailer ထဲမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Vita ကသူ့ဖေနဲ့အတူတူတော်ထဲမှာသူမြုပ်ထားတာတွေပြန်ဖော်ပြီးတော့သူ့ဖေကိုပြနေတာပေါ့နော်အဲ့မှာသူဆွဲထားတဲ့ပကြီးတစ်ခုပေါ့ဝါရောင်ဝစ်စုံဝစ်ထားတဲ့လူပုံပေါ့နော်အဲ့တော့ Vita ကအရင်တော့ကလည်း तू ပြောဘူးတာ तू ပုံနေဆွဲတယ်ဆိုတာ तू မြင်မှုတာတွေကိုဆွဲတာဆိုတော့ तू မှတ်ညံတွေကိုဆွဲတယ်ဆိုပြီးပြောထားတော့ तू ငငယ်တုန်းကဒီဝါရောင်လူကြီးကပေါ်လာဘူးလား तू ဘယ်လိုတွေတွေးခဲ့ရလဲတော့မသိဘူးပေါ့နော် तू ကငငယ်တုန်းကဟာတွေတိတ်မမှတ်မိတော့ဘူးဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ तू ဘာပြန်မှတ်မိမလဲဆိုတော့ဒီ season မှာသိရတော့မှာပေါ့နော်ဒီအဝိုင်းအောင်လူကြီးနဲ့ပတ်သက်ပြီးတော့ theory တွေကတော့အများကြီးပဲ तू ဘယ်သူဖြစ်တယ်ဆိုတာပေါ့နော်အများစုပြောနေကြတာကတော့စာအုပ်တို့ကိုခြေခံထားတဲ့ခင်းညင်ရဲလို့ဆိုပြီးတော့ပြောနေတာပေါ့နော်ဒါပေမဲ့ပိုကတော့ဒီမှာပို့ရဲ့ကိုယ်ပိုင်သုံးသက်ချက်တွေပဲပြောသွားချင်တာမို့လို့ဒီအကြောင်းတော့ထည့်မပြောတော့ဘူးစိတ်ဝင်စားရဆိုလို့ရှိရင်တော့ခင်းညင်ရဲလို့ဆိုပြီးတော့ရှာကြည့်လိုက်ပေါ့နော်တကယ်ဟုတ်ချက်လဲဟုတ်မယ်ပေါ့ဒါပေမဲ့ဒါသူများတွေးထားတဲ့တွေးခေါ်တွေဖြစ်တာကြောင့်မလို့ပို့ဒီမှာတော့ထည့်မပြောတော့ဘူးနော်နောက်ထပ်လုံးဝဘာမှမသိရသေးတဲ့အနေအလည်းရှိသေးတယ်အဲ့ဒါကြီးကအခုဒီအသီးနှံတွေတွေ့တဲ့ settlement နေရာနဲ့ပြီးသွားရင်တောထဲမှာ point တို့ကြုံခဲ့တဲ့ကိစ္စပေါ့နော်အရင်ဆုံးဒီအသီးနှံတွေတွေ့တဲ့ settlement တဲအိမ်လေးတွေရှိတဲ့နေရာမှာဆိုလို့ရှိရင်သူတို့ဝင်ချင်းမှာရုပ်ထုကြီးတွေ၃ရုပ်တွေ့တယ်ပေါ့နော်တိုင်ကြီးတွေစိုက်ထားတာတခုခုကာကွယ်နေတဲ့ပုံစံမျိုးတော့ထင်ရတယ်ပေါ့နော်အဲ့တော့ဒါမဲ့အဲ့ကိုသူတို့သွားကြတဲ့အချိန်မှာ Christy 6ဒဏ်ရာရသွားတော့သူတို့ကဒီတိုင်ကိုဖြုတ်ပြီးတော့အသုံးပြုခဲ့တာကိုတွေ့ရတယ်အဲ့ညမှာအရန်ဆူဆူရွာဘာမှမဖြစ်ခဲ့ပေမဲ့သူတို့ညဘက်တဲထဲမှာနေနေတဲ့အချိန်မှာအပြင်ကနေပြီးတော့ဖျက်လျှောက်သွားတယ်ခြေတန်းကြီးကြားရတယ်အဲ့တော့အဲ့ဒီကောင်ကြီးကဘာလဲဆိုတာအခုထိမသိရသေးဘူးပေါ့နော်ဒါမဲ့ season 4 trailer မှာ
အဲ့ဒီတဲနဲ့တူတဲ့တဲထဲမှာသူတို့ထိုင်နေကြတဲ့အချိန်မှာဒီစာကြောရုပ်ပုံစံအကောင်ကြီးတစ်ကောင်ဝုန်းတိုင်းနဲ့အဲ့တဲကိုချိုးပြီးဝင်လာတာတွေးလိုက်တယ်ပေါ့နော်အဲ့တော့ तू ကဒီ season အတွက် monster အသစ်ဖြစ်နေမလားလို့စဉ်းစားမိတာပေါ့နော်ဒါမှမဟုတ် तू ကြည့်ရတာရင်ကြီးနဲ့ကြောက်စရာလည်းမကောင်းနေပေါ့ပဲပုံတော့ပေါက်နေဆိုတော့ဘာလဲတော့မသိဘူးပေါ့နော်ပြီးတော့ဒီ trailer ထဲမှာပဲဒီ colony house မှာလည်းသူတို့အဲ့လိုမျိုးစာကြောရုပ်ပုံစံမျိုးတွေလုပ်နေကြရလဲတွေ့တော့ဘလို့ဆက်ရှိနေမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်နောက်တစ်ခုကတော့ဒီ Boy နဲ့ Sarah တို့တော်ထဲမှာသွားတဲ့အချိန်မှာညဘက်သူတို့ရဲ့တဲကိုအကောင်ကြီးတစ်ကောင်ဆွဲသွားတာပေါ့နော်ပြီးတော့မနှမ်းကြတော့သူတို့ဒီပင်ဂွင်တွေရှိနေတဲ့နေရာကိုရောက်နေတာပေါ့နော်အဲ့တော့ Vita ဆွဲထားတဲ့ပကြီးကားတွေထဲမှာလည်းဒီပင်ဂူမြင်မှုရဲဆိုတော့ဒီပင်ဂွင်နဲ့ပတ်သက်ပြီးတော့လည်းဘာဖြစ်အောင်မှမသိသေးဘူးအကောင်လားဆိုလားမသိဘူးပေါ့နော်ဒါပေမဲ့ပင်ဂူတွေကိုက်လိုက်တဲ့အချိန်မှာတော့ Boy ကအစိတ်တောင်အားမျိုးတွေးရတော့ကြတော့အဆိုးဘက်တော့ပိုဖြစ်ဖို့များတယ်လို့တော့မြင်တယ်ပေါ့နော်ဒါပေမဲ့ဒီပင်ဂူကြောင်းတော့ဒီ season မှာပါအောင်မယ်လို့တော့မထင်ဘူးနောက်ထပ် season လည်းရှိသေးရဆိုတော့ကြာလေအခုကဒီYY ညီနဲ့လူကြီးရဲ့ settlement ကိစ္စရဲ့အရင်ရှင်းမယ်လို့တော့ထင်တယ်ပေါ့နော်နောက်ထပ် mystery တစ်ခုကတော့ကြီးကန်းနေပေါ့နော်သူတို့ကိုဒီမျိုးရဲရောက်ချင်းတစ်ပင်ကြီးလဲနေတဲ့နေရာမှာစပြီးတော့တွေ့ရတယ်ဗီတာရဲ့ပကြီးကားတွေထဲမှာလည်းကြီးကန်းနေပါတယ်ဖာတမကိုထီလီကထာရော့ဟောဖို့အတွက်ကြည်နေတဲ့အချိန်မှာအဖြေတိရကန်ဒီမှာဒီကြီးကန်းဝင်လာပြီးတော့မှန်ရင်ခွဲပြီးတော့ဝင်လာပြီးတော့နယံနဲ့စောင့်ပြီးတော့တည်သွားတာလည်းပါတယ်ဆိုတော့ကြတော့ဘာလည်းမသိဘူးပေါ့နော်ဒီကြီးကန်းတွေကဒီ season 4မှာလည်းသူတို့ကို focus လုပ်ပြီးတော့ပြသွားတာတွေ့ရတယ်အဲ့တော့သူတို့ဘယ်သူက control နေရလဲဘယ်ကဏ္ဍကနေပါမလဲဆိုတာလေဒီ season 4မှာတော့နည်းနည်းလေးအရင်မလေးတော့နည်းနည်းစပါမယ်လို့တော့ထင်ရတာပဲเนาะနောက်ပြီးတော့ဒီဆယ်ရာကြားနေရတဲ့အတန်လေးကိစ္စလည်းရှိသေးတယ်ပေါ့နော်ဒီမျိုးကိုအီတန်တို့မိသားစုရဲ့ဂျိတ်တို့ရဲ့ကားနှစ်စီးနဲ့တပြိုင်တည်းရောက်လာတဲ့နေ့မှာစပြီးတော့ဆယ်ရာကို control လုပ်ခဲ့တာပေါ့နော်သူတို့အဲ့ရဂျိတ်တငယ်ချင်းရဲ့ကန်ဒီအဖေရဲ့နတ်စမရဲ့ကိုဆယ်ရာအဲ့ဒီကတတ်ခဲ့တယ်ပြီးတော့အီတန်ကိုလည်းတတ်ဖို့ကြိုးစားရပေါ့နော်အဲ့တော့သူတို့ကဒီအယ်ဂျင်ကိုဂျပန်တည်းမှာပြောတယ်လို့မျိုးပဲဒီမျိုးကနေလွတ်ချင်လို့ရှိရင်သူပြောတဲ့အတိုင်းလုပ်ဆိုတော့ပုံစံမျိုးနဲ့ပြောတာပေါ့နော်အဲ့မှာသူကြတော့ဒီနားထဲမှာအတန်နေကြားရတယ် hallucination တွေဖြစ်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သိရတာပေါ့နော်နောက်ပိုင်းကျမှသူလည်းဖြည်းဖြည်းနဲ့သိလာတာပေါ့ဒါဟိုတကယ်ကူညီနေတာမဟုတ်ဘူးမကောင်းဆိုးရတယ်ဆိုတာဒါပေမဲ့ဘယ်သူလဲဆိုတော့မသိရသေးဘူးပေါ့နော်နောက်ပိုင်းမှာလည်းသူ့ကိုလာဆက်သွယ်သေးတယ်ဖာတမကိုအဂျင်ဖမ်းသွားပြီးတော့ကလည်း voice ကိုသွားပြီးတော့သူတို့ဒီမကောင်းဆိုးရတွေလောင်ပြောင်နေကြောင်းသိအောင်လို့တပြောဆိုပြီးတော့ခိုင်းလိုက်သေးတယ်ပေါ့နော်ဆိုတော့ဒီတန်တွေကို control လုပ်နေတာလည်းဘယ်သူလဲဆိုတာမသိရသေးဘူးပေါ့နော်မကောင်းတဲ့ဘက်ကတော့သိကြတယ်အဲ့တော့ဒါတွေကတော့ပိုသိထားသလောက်ဒီမျိုးနဲ့ပတ်သက်တဲ့မကောင်းဆိုးရတွေချက်လက်တွေပေါ့နော်ပုံစံမျိုးစုံနဲ့ဒုက္ခမျိုးစုံပေးနေကြတယ်နောက်ပြီးတော့ဒီသူတို့တချို့မကောင်းဆိုးရတွေကြောင့်သူတို့ပြစ်မှတ်ထားတဲ့သူတွေတီးတန့်ရှိတယ်ပေါ့နော်အဲ့တော့ဒီမကောင်းဆိုးဝါးရတဲ့တယောက်ယောက်ကဒီမျိုးအုပ်ချုပ်နေတဲ့ evil entity များဖြစ်နေမလားဒါမှမဟုတ်လို့ရှိရင်သူတို့ကလောက်ငယ်သားတွေပဲဖြစ်ပြီးတော့နောက်ထပ်တယောက်ယောက်ထပ်ထွက်လာအောင်မလားဆိုတာတော့စောင့်ကြည့်ရမှာပေါ့နော် season 4ကြည့်ပြီးရင်တော့ဒီထဲကအဖြေတွေဘယ်လောက်ထွက်လဲဆိုတာကိုပြန်ပြီးတော့ဗီဒီယိုတစ်ပုတ်လုပ်ပေးဦးမယ်အခုမကောင်းဆိုးဝါးတွေဘက်ကတီးပြီးတလောက်တွေတော့ပြောပြီးသွားပြီလူကောင်းတွေဘက်ကအကြောင်းကြံသေးရပေါ့နော်ဒါပေမဲ့ဗီဒီယိုလည်းရှိသွားပြီဆိုတော့ဒီမှာတစ်ဖြတ်ရက်လိုက်မယ်ဒါပြီးလို့ရှိရင်နောက်တစ်ပုတ်စတိုက်လုပ်ပြီးတော့ဆက်တင်ပေးပါဦးမယ်လို့စောင့်ကြည့်ပေးကြပါအောင်ပို့ channel ကို subscribe လုပ်ရသေးတယ်လုပ်ပေးသားကြအောင်နော် bye bye ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်များမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်ကြိုက်တဲ့ထပ်တူကြရဲဆိုလို့ရှိရင် like and subscribe လည်းလုပ်ပေးသွားကြပါအောင်နော်